Hello အဆောင်ခိုင်နေကောင်းချမ်းပါကြလားမမင်းထမင်းလေးတွေကဈေးလေးလည်းမရောက်လာကြပြီဆိုတော့ထမင်းလေးတွေလာပြပေးတာပါအင်းစင်တွေကဒါကအင်းစင်အထူပဲနော်ဒါကအင်းစင်အထူပဲပါဒီလိုမျိုးဒါကပါရောရွှေချောရောင်လို့ခေါ်မယ်အဲ့ဒါရမယ်ပြီးတော့မင်းကိုစင်လေးရမယ်နော်မင်းကိုစင်လေးရမယ်နော်ဒါခောက်ပဲပြပေးတော့မယ်ရမယ်ပြီးတော့ဒါအမဲဒါဆိုလည်းဝလို့ရှိရင်အရင်လာတယ်နော်အရင်ကြိုက်ကြတဲ့အစင်လေးပါဒါလေးလည်းရမယ်ဒီရင်ဒါလေးရမယ်ဒါကျတော့ခဲရောင်လေးနော်ကင်မရာထဲမှာတစ်မျိုးလေးရှိပါဆိုဒါလေးကခဲရောင်လေးနော်ဒါကျတော့ခရမ်းရောင်လေးပါဒါခရမ်းရောင်လေးပါဒီလိုပဲဝိုးဘယ်တော့မှမယူတော့ကာလာလေးတွေပါအစင်လေးတွေပါဒီကောင်ကကြံ့ရရောင်လေးပါနော်လိုချင်လို့ရှိရင်စကွန်ရှော့လေးရိုက်ပေးနော်ဒီမှာတိုင်းကလုံးအရောက်ဝင်ချေလက်လီလက်ကပို့ပေးပါတယ်ထိုင်းလည်းပို့ပေးပါတယ်စင်ကာပူလည်းပို့ပေးပါတယ်ဒါကပြီးအောင်လေးပါ